လိုက်ရှင်တယောက်မင်္ဂလာဆောင်တုန်းကပြစ်သွားခဲ့မိတဲ့အတွက်ရှင်ယူကိုတောင်းပန်နေပါတယ်သူကခွင့်လွှတ်ဖို့တောင်းဆိုပြီးအ ਨੇ ဆုံးတော့စီးပွားဖက်တွေဖြစ်သူတို့ရဲ့တငယ်ချင်းတန်ရောစင်ကိုပြန်လည်တိစောက်ဖို့အကြံပြုခဲ့ပါတယ်သူညရှစ်ဒီ project ကဘလောက်အရေးကြီးလဲဆိုတာသိတဲ့အတွက်သူကကူညီပေးဖို့ကတိပြုခဲ့ပါတယ် green ရှင်ပို့လိုက်တဲ့မုံတွေကိုပါသူကကန့်လန့်ခဲ့ပါသေးတယ်လိရှင်ကသူမမှာကြက်ဦးနဲ့မတည့်တဲ့ဓာတ်မတည့်မှု allergy ရှိတာကိုသိနေတာကိုသတိပြုမိပြီးရှင်ယူကတွန်းဆုတ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းလက်ဆောင်အတွက်ကျေးဇူးတင်တဲ့အနေနဲ့သူမတခုစားလိုက်ပါတယ်ခဏအကြာမှာတော့သူမအခန်းထဲကထွက်လာပြီးလဲကျလူနီးပါးဖြစ်သွားခဲ့ပါတယ်သူမအနေနဲ့ဝူတဲကိုအနားမှာရှိစေချင်ပေမဲ့သူမကိုဆေးရုံကိုပွေ့ချီခေါ်သွားပေးခဲ့တာကတော့ဝိစင်ပဲဖြစ်ပါတယ်ရှင်ယူတက်တာလာပြီးနိုးလာတဲ့အခါသူမရဲ့ကတင်ပေးမှာလိုက်စင်ကိုတွေးလိုက်ရလို့လန့်သွားပါတယ်လိုက်စင်ကသူမရဲ့ဓာတ်မတည့်မှုအကြောင်းမေ့သွားခဲ့မိလို့ပါဆိုပြီးတောင်းပန်ခဲ့ပါတယ်သူကသူမကိုအစကနေပြန်စတင်ဖို့တောင်းဆိုခဲ့ပြီးမင်္ဂလာဆောင်တုန်းကထွက်ပြေးခဲ့ရတာဟာရင်ရှင်ကသူ့ကိုချင်းချောက်ခဲ့လို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်သူ့ရဲ့ညီမလေးဟာတစခံဖြစ်ဖမ်းဆီးခံထားရတာကြောင့်သူ့မှာရွေးချယ်စရာမရှိခဲ့ပါဘူးဒါပေမဲ့ရှင်ကြီးကတော့သူ့ရဲ့ရှင်းပြချက်အပေါ်ပိုပြီးဒေါသထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်ဝူတွေကအစားတောက်တွေနဲ့ရောက်လာပြီးစစ်မှန်တဲ့ဂရုစိုက်မှုနဲ့နှစ်သိမ့်မှုတွေကိုပြသခဲ့ပါတယ်သူတို့နှစ်ယောက်ရင်းနှီးနေတာကိုကြည့်ပြီးလိုက်ရှင်တယောက်စိတ်မသက်မသာဖြစ်ကထွက်ခွာသွားခဲ့ပါတယ်သူထွက်သွားပြီးနောက်မှာတော့ရှင်ကြီးကဝူတွေကိုစူပူပါတော့တယ်သူမရဲ့ဘေးကင်းလုံခြုံရေးဟာသူ့ရဲ့တာဝန်ဖြစ်ကြောင်းသတိပေးခဲ့ပြီးနောက်တစ်ကြိမ်ထပ်ပြီးပြက်ကွက်မှုမရှိစေဖို့သတိပေးလိုက်ပါတယ်သူညလေးတစ်ဖက်မှာလည်းလိုက်ရှင်ကရင်ရှင်ရဲ့ဖန်ဆီးခြင်းကိုခံထားရစေဖြစ်တဲ့သူ့ညီမလေးရဲ့ဗီဒီယိုကိုလက်ခံရရှိခဲ့ပါတယ်သူထိတ်လန့်သွားပြီးသူ့ရဲ့တာဝန်ပြက်ကွက်ခဲ့တဲ့အတွက်ရင်ရှင်စီဖုန်းဆက်တောင်းပန်ခဲ့ပါတယ်သူ့ညီမလေးကိုကယ်တင်ဖို့အတွက်သူကနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးဖို့တောင်းပန်တိုးရှိုးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဝူဒိုင်ကရုံးရှိမှာလိုက်ရှင်နဲ့တွေ့ဆုံခဲ့ပါတယ်လီစင်ကသူ့ကိုလောင်ပြောင်ပြီးမန်လိတ်နဲ့ဖောက်ပြန်နေတယ်ဆိုပြီးဆွဆွဲခဲ့ပါတယ်ဝူဒေကတော့လိုက်ရှင်ဟာသူ့အတွက်ပြန်ပဲမဟုတ်မှန်းသိတာကြောင့်အဲ့ဒီစော်ကားမှုကိုဂရုမစိုက်ပဲလစ်လျူရှုလိုက်ပါတယ်အစည်းအဝေးတစ်ခုအတွင်းမှာတော့လိုက်ရှင်ကရှင်ကြီးရဲ့ဝန်ထမ်းတွေကိုအပြင်ခဏထွက်ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်ဒီဇက်ညွန်းကဗီဒီယိုထဲကအဖြစ်အပျက်တွေကိုအနည်းဆက်ဆုံးဘာသာပြန်ပေးထားတာဖြစ်ပါတယ်